အားလုံးပဲမင်္ဂလာပါညတုန်းကပေါ့နော်ညတုန်းကကျွန်မရေးပေးထားတဲ့ run လေးအဲ့ run လေးကိုဆွဲနည်းမတိကြတဲ့သူတွေအတွက်ကိုကျွန်မဒီကိုဆွဲနည်းလေးသင်ပေးမယ်ပေါ့နော်အဲ့တော့သုံးပါမှင်အနေပဲမှင်အနေပဲသုံးမယ်မှင်အနေသုံးလို့ရရဲပန်းရောင်လေးသုံးလို့ရရဲပေါ့နော်အစိမ်းလည်းသုံးလို့ရပါတယ်အနက်တို့အပြာတို့တော့မသုံးနဲ့ပေါ့နော်ဒီကအခြေရေးအတွက်ဆိုတဲ့အခါကျတော့အဲ့တော့အရင်ဆုံးကျမတို့က run ကိုအရင်ဆွဲမယ်ပေါ့နော် run လေးကိုအရင်ဆွဲမယ်ညီတာမညီတာတိတ်ပြီးတော့ကိစ္စမရှိပါဘူးဒီလိုတစ်ချက်အရင်ဆွဲမယ်ပြီးရင်ဒီလိုတစ်ချက်အရင်ဆွဲမယ်ပြီးရင်ဒီလိုတစ်ချက်အရင်ဆွဲမယ်ဒီလို run ဆွဲတဲ့နေရာမှာပေါ့နော်ဒီမြင်းချောင်းတွေကိုအပေါ်ကနေအောက်ကိုဆွဲရမျိုးပဲပို့လုပ်ပြပါအဲ့လိုအပေါ်ကနေပေါ်တက်တာတို့အောက်ကနေပေါ်တက်တာတို့အဲ့လိုမျိုးကတော့လုံးလုံးစမပြေဘူးပေါ့နော်ဒါဒီ run ရဲ့စီမင်းစီကမ်းမှာကဒီလိုအပေါ်ကနေအောက်ကိုဆွဲတဲ့ဟာကဒီအထက်ကောင်းကင်အထက်ဘုံမှာရှိရဲ့အဆောင်လျှောက်တွေကနေပြီးတော့အောက်ဘုံမှာရှိရဲ့အဆောင်လျှောက်တွေအထိပေါ့နော်အဲ့လိုသဘောမျိုးရင်းညွှန်းတာတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ run ကိုဆွဲရတဲ့နေရာမှာအပေါ်ကနေအောက်ကိုဆွဲတာကပို့ပြီးတော့မှ recommended ပေးရပေါ့နော်ဒါပေမဲ့တချို့ကြောင့်လည်းအောက်ဘုံကိုပို့ပြီးတော့ဟိုဖြစ်ချင်တယ်ဆိုတော့အောက်ဘုံကနေအပေါ်ဆွဲပေါ့နော်ဒါကတော့လူတယောက်တယောက်ချင်းစီရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကိုယ့်ရဲ့ one way တိစိတ်တွေကတော့မတူညီကြဘူးပေါ့နော်အဲ့တော့ဒီ run လေးကိုဆွဲပြီးသွားပြီဆိုရင်ဒီဘက်မှာနာမည်ရေးမယ်ကိုယ့်နာမည်အရင်ရေးမယ်ပေါ့နော်နာမည်ကဒိုကောက်ပဲရေးလိုက်မယ်ဟိုရေးမဲ့သူတွေကတော့အရှည်ရေးလဲရတယ်အတူရေးလဲရတယ်အဆင်ပြေသလိုရေးလို့ရတယ်ပေါ့နော်ဒါကျွန်မနာမည်ရေးလိုက်တယ်ကျွန်မဒီဘက်မှာကျွန်မရဲ့ partner နာမည်ရေးလိုက်မယ်ပေါ့နော်နာမည်ကတော့ကျွန်မscience ကိုပဲရေးလိုက်ပါမယ်ဒီမှာသင်ခန်းစာဖြစ်နေလို့ပေါ့နော် okay ဒီမှာတိုးလေးပဲရေးလိုက်တယ်ပေါ့နော်အဲ့တော့ဒီ room ကိုဒီလိုမျိုးရေးပြီးသွားပြီဆိုလို့ရှိရင်ကျမတို့ Ricky ကိုခေါ်မယ်ပေါ့နော် Ricky ကိုခေါ်ရတဲ့နေရာမှာအခုကျမစီမှာ mentoring ယူထားတဲ့ကလေးတွေကဒါ Ricky ကိုလေ့ကျင့်နေရပဲပေါ့နော်လေ့ကျင့်နေတဲ့အတွက်ကြောင့်မို့လို့သူတို့မှာကခန္ဓာကိုယ်ထဲမှာ Ricky ရဲ့စွမ်းအင်တွေကဖြတ်တန်းသွားလာနေချပြီပေါ့နော်အဲ့တော့သူတို့ရေးရဲဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေမယ်ပုံမှန်ရေးကြတဲ့သူတွေအနေနဲ့ကတော့ဒီက intention ကိုတခြားအသုံးချပြီးတော့မှရေးမယ်ပေါ့နော်အဲ့တော့ Ricky ကိုစခေါ်ပြီးဆိုတော့ Ricky ရဲ့ level 2မှာရှိရအချိုကိုရေး symbol နဲ့ Ricky ကိုစပြီးတော့ခေါ်မယ်ဒီမြင်းတိုင်းသွားမှာပေါ့နော်ခေါ်ပြီးโอเคဒါပါပဲရင်းကတော့နှစ်ထပ်ပြန်ဆွဲလို့ရှိရင်ပြန်မညီမှာဆိုလို့တခါလေးပဲမင်ထင်တာနဲ့ဆွဲခဲ့ပါတော့ကျွန်မမှကဘာဖြစ်လို့လဲတော့မသိတိတ်ပြီးတော့မထင်ဘူးဒါဆိုလို့ရှိရင်ဒီ run ရဲ့ symbol လေးရဲ့ဒီ Ricky ရဲ့ chokure symbol လေးရဲ့ကိုခေါ်ပြီးတော့မှကျွန်တော်တို့ဒီမှာစာပြီးတော့ symbol ရေးပြီးသွားပြီပေါ့နော် symbol ရေးပြီးသွားတဲ့အခါမှာ healing စာပြီးတော့ပေးမယ် healing စာပြီးတော့ပေးလို့ရတယ်chakra တွေလေ့ကျင့်နေတဲ့သူတွေတော့က healing ပေးလို့လွယ်မယ်တခြားသူတွေတော့ကကြတော့ intention ထည့်လို့ရတယ်ပေါ့ဒီတချို့သူတွေက healing မပေးလို့အဆင်မပြေဘူးဆိုလို့ရှိရင်ဘာလို့ရလဲဆိုတော့မေတ္တာတော့ဘာညာရွတ်တာမျိုးပေါ့နော်ကိုကြိုက်နှစ်သက်ရခါတာတခုခု mantra တခုခုကိုရွတ်ပြီးတော့မှဒီမှာ intention ထားပြီးတော့မှသူကိုဆက်သွယ်လာတဲ့ပုံစံမျိုး intention ထားပြီးတော့မှရေးမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ effective ဖြစ်ပါတယ်ဒါကတော့ကျမအခုရေးလိုက်တယ်ကျမရေးလို့ရှိရင်ကျမမြေကြီးမှာသွားရေးတာစာအုပ်ထဲမှာမရေးမြေကြီးမှာရေးတာဘာလို့မြေကြီးမှာရေးလဲဆိုတော့မြေကြီးကကြတော့ root chakra ကိုစားပြုတယ်နောက်ပြီးတော့grounded လည်းဖြစ်တယ်ပေါ့နော်ပို့ပြီးတော့မှမြေသားမြေဆိုင်ပေါ်မှာရေးတဲ့အရာဖြစ်တဲ့အတွက်မို့ကျမတို့တော့ပို့ပြီးတော့ effective ဖြစ်တယ်အားကြောင့်မလို့ကျမရေးတယ်ဆိုလို့ရှိရင်တော့ကျမကမြေကြီးမှာရေးတယ်မြေကြီးမှာတူချောင်းလေးနဲ့သွားချစ်ပြီးတော့ကျမရေးပြီးရတဲ့အိမ်မှာလက်ပွားနဲ့ healing စာပြီးတော့ပေးရပေါ့နော်ကျမမျက်လုံးတွေကိုက်တဲ့အခါမျိုးဖုန်းတွေမကြည့်ချင်တော့တဲ့အခါမျိုးဆိုလို့ရှိရင်ကျမ AC6 ရှိရမြေကြီးတက်နေရမှာသွားပြီးတော့အဲ့လိုမျိုးလေးဒုတ်လေးနဲ့ဆွဲပြီးတော့ချစ်ပြီးတော့ရေးတယ်ပေါ့နော်ရေးတဲ့အခါတိုင်းမှာကျမအခုရေးပြီးသွားပြီအခုရေးလိုက်တဲ့အချိန်ကမနက်9 နာရီဆိုပါစို့9 နာရီမှာကျမရေးလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီ effect က9 နာရီလောက်ကြာလို့ရှိရင်ကျမရဲ့ဆက်သွယ်စီခြင်းတဲ့သူဒီကျမစီကိုစာပို့ထားတာမျိုးဒါမှမဟုတ်ရင်ဖုန်းဆက်တာမျိုးပေါ့နော်တနည်းနည်းနဲ့သူ့ဘက်ကနေကိုစီကို
contact လုပ်လာတယ်ဒါကကျမနဲ့ဒီကျမဆက်သွယ်စေချင်တဲ့တူရဲ့ဂျာထဲမှာကျမတို့ separation ဖြစ်သွားတဲ့အချိန်ကာလတွေရှိတယ်ပေါ့နော်10ရက်လောက် separation ဖြစ်သွားတယ်ဒါပေမဲ့အဲဒီကျမအဲဒီဟာကိုလုပ်လိုက်တဲ့အချိန်မှာစပြီးတော့မှခုနပြောတဲ့9နာရီလောက်ကြာနေစပြီးတော့ effect ကြရပေါ့နော်ဒါတော့ကျမဒီပေါ်မှာ intention တေချာထားတာရဲ့နောက်တစ်ခုကRigi ကိုတခြားခေါ်ပြီးတော့မှ healing ပေးတာရယ်ပေါ့နော်နောက်တစ်ခုကမြစ်တာထားတာရယ်အဲ့ဒီဟာတွေကတော့ကျွန်မပြန်ပြီးတော့မှဒီအဆက်အသွယ်ရစေမဲ့အရာလေးဖြစ်ပါတယ်အဲ့တော့လောက်တော့လောက်ကြည့်ပါထူကြပါလိမ့်မယ်ပေါ့နော်